စားမမြင်လာပါရှင်ဒီမှာတော့ပီဇာပို့သူလေးရဲ့တနေ့တာကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်အဲဒီတော့ဆိုရင်အဆုံးလေးချုပ်ပြကြပါဦးဒီမှာချင်လိုက်တာဘာနာထိုးရတယ်မသိပါဘူးခုနကလောက်ကဆင်းရတော့မှာဟဲရှင်းနာရောက်ရှိပါပြီလားမရမဖြစ်သေးပါဘူးအမေကြီးချိုးမရတော့လေဝိတ်ချိုးမယ်ညလုံးမရမယ်ငါနိုင်နဲ့ဝင်ဆောက်ဟုတ်ကဲ့မမြန်တော့မရမယ်ငါပီဇာပို့ရတဲ့အလုပ်ကနေပြုတ်သွားအောင်မယ်ငါမှဒီတစ်လုပ်ပဲရှိပါရဲ့ဆိုတော့ပဲဒါလေးပဲဝတ်သွားရင်အောင်မလေးငါပီဇာပို့တူလေးငါမေ့နေရဟေးတတိယတော့ငါ့ကိုစူတော့မှာပဲအမလီငါမြန်တော့မရမယ်ဖိုက်စားနေပြီငါကိုလာလေးပဲတောက်သွားတော့မယ်ကိုလာလေတောက်လို့ကောင်းတယ်နောက်ကနောက်ကျနေပါတယ်ဆိုမှာပဲဒီငါပတ်ဆက်အေးလေးပါယူအောင်မယ်ငါမျက်လုံးဝရမယ်မလီအလောကငါ့ကိုစလုံးမှာနေငါမှချိန်မရှိဘူးဒုက္ခပါပဲကားနဲ့ပဲထိုးလိုက်တော့ကွယ်တတိယတော့ငါ့ကိုဆဲတော့မှာပဲအဲ့တော့ပါသေးတဲ့အချိန်ကြီးရောက်သွားလို့သူနောက်ကျသွားရဲ့ဒါပေမဲ့အချိန်တော့မိသေးပါတယ်တမီးအခုဆက်စင်းတော့မယ်နော်အေးနောက်ခါကျရင်နောက်မကျစီနဲ့နော်ဟာမနောက်ကျတော့ပါဘူးကဲငါရဲ့အလုပ်ကတော့ delivery အလုပ်ပေါ့နော် pizza delivery အဲ့ဒီတော့ငါ pizza တပို့ရမယ်အဲ့ဒီတော့ငါအခု pizza တပို့ရမယ်ခါနဲ့ပဲတပို့လိုက်တော့မယ်ပထမဦးဆုံးလူကတော့ဟိုဘက်အိမ်ပေါ့နော်ဒီဘက်ခဲအောင်အိမ်လေးပါရှင် Grey House လေးပါအဲ့အိမ်မှာပေါ့နော်မှာထားဖြစ်ပါတယ်မင်းဒေါသားတကားပေါက်ကြော်ပြီးတော့သွားတာဒေါသားအကိုရက်ပဲရောက်နေပြီကိုထွက်လာပါအောင်အရှိမဒီငါမှာထားတဲ့ပီဇာများရောက်နေလားမသိဘူးငါတော့ကြည့်အောင်ပါငါမှာထားတဲ့ပီဇာလားဟုတ်ပါရဲ့ရှင်ဒီအိမ်လိပ်စာကိုတတိယပြတ်ထားလို့လေသမီးညီမလာခဲ့တာအေးငါယူလိုက်မယ်နော်ဟုတ်โอเคရပြီအဲ့ဒီတော့ငါသွားရမယ်တကားရပွင့်သူများအိမ်လာပြီတကားယူပြန်မပိတ်ပါအေးပါကွာကဲငါနောက်တစ်ယောက်ကိုပို့ရမယ်နောက်တစ်ယောက်ကကြတော့ဘာနော်ကဖေးဆိုင်ကိုပို့ရမှာဖြစ်ပါတယ်ဖေးဆိုင်ကိုတတိလိပ်စာပေးလိုက်တယ်ပေါ့နော်ကဖေးဆိုင်သားဖြစ်ပါတယ်ကဖေးပေါ့နော်မချယ်ရီဖွင့်ထားတဲ့ချယ်ရီကဖေးဆိုင်လေးပဲဖြစ်ပါတယ်ချယ်ရီခတ်တယ်အမမှာရပီဇာရပါပြီနော်အေးဒါချထားလိုက်လေဟုတ်ကဲ့ပါရှင်ဒါမှချရမလဲဒီအရှိမပဲချလိုက်ဟာသမီးဒီအရှိမပဲချလိုက်တယ်မနော်ကဲငါချတော့ဝိုင်းဆိုတော့ငါသွားရမယ်ချရပြီးတော့ပြီးဆိုတော့မှရမင်းနောက်တစ်ယောက်ကကြတော့ဘာနော်နောက်တစ်ယောက်ကပီဇာမဟုတ်ဘူးပေါ့နော်နောက်တစ်ယောက်ကကြတော့သူကဆူရှီမှာရပြီဖြစ်ပါတယ်ဆူရှီပေါ့နော်
တော့ဆူရှီတော့မဟုတ်ဘူးအိုနီဂီရီပေါ့နော်ဒီမှာအေးအမလီစပယ်ထမင်းလုံးပေါ့နော်ဟုတ်ပြမယ်မရှိမှဆူရှီဆိုင်ပေါ့နော်အေးဆူရှီဆိုင်ကိုပို့မှာဖြစ်ပါတယ်ဘာဖြစ်လဲဟဲဒုက္ခပဲဝေးဒီမှာဦးမှာရဆူရှီရပြီနော်အေးပါကွယ်အေးပါဦးလေးရလေအဲ့ဒါအိုနီကြီးတောင်းချင်တာအဲ့ဦးလေးကကောင်းသွားလို့အဲ့ညီမတွေဆိုင်လာပြီးတော့မာရတာပတ်တူတည်ပဲမယ်နော်